တိုက်ပြနော်ဒါက28နဲ့ဖြစ်သွားတယ် ဟုတ်တယ်28 ဩခုတည်းပြန်ပြီးတော့လုံနေနော်ဟိုဘက်တွေရောနော်အကုန် ဟုတ်တယ်ဒီဘက်လုံးနီးပဲ တပတ်လုံးနေပဲနော်ချမ်းသာကြီးဖျက်ဒါကြရှေးအောင်လူတင်လာပြင်တာဟုတ်ပါဘူးညီကျမှုက ဒီကလာကြည့်လို့ပြီးတာ ညီကျတာနာကြီးရပဲ ဘုရားပန္နာ ဖျက်ခေါ်ဘက်ကပဲ လုံနေရလာပဲကြည့်သွားတာပါနော် လာကြည့်မှတန်းယူပေါ့ မတန်းယူရတယ်သတင်းမတန်းယူ ဒါဒီနေရာဆောင်ပြီးပဲ ဒါဆောင်းကြီးပြိုကျသွား ဒီဟာ ရငါစုရငါဒီမှာနော်တဝင်းလုံးမနော် မဟုတ်ပါတော့ဘယ်မှာကြောက်ခိုင်မှာရှိတော့ นี่เลยမရှိတော့ဘူးလေဒီလေ ပြောတော့လားဟိုမှာမြေမုံနေပြီဖြစ်တယ် မြေမုံနေပြီဒါပေမဲ့ तू အရေးအိုက်ခေကတော့လောက်တာမြေမုံနေနဲ့လောက်လားမလို့အဲ့ဒီဘာရင်းနေဝဲမြေမုံနဲ့လောက်လားမသိဘူးကျွန်တော်တို့ကမသိတာ အင်္ဂလိပ်မရှိတော့ဒါ အဲ ဒီလက်မြေမရှိ မြေနီမုံနေနဲ့လေ तू ကဟွာတွေနဲ့ ဒီလိုတင်လဲလို့ ချမ်းသာပြီနော်ချမ်းသာပြီဖေဒီဟာရဲ့ထိတာ ဟိုအဆောင်ဆိုရမှာ ဟုတ်ဆောက်ရော ဟုတ်တယ်ငကယုံပေါ့ ဒီကရုံနော်ဘောဖျား စောင်းနဲ့အပေါ်ပိုင်းရှိ အပေါ်ပိုင်းဖျားဟိုဆီထီတော့ဘာထီရောနော် ပြီးတော့အဲ့ကောင်မနိုင်ကွေးသွားတယ် မနိုင်ခွေးတော့ဒါကိုဖျားငွေနဲ့လုံနေရတယ် ဘုရား ။ငွေနဲ့ကောပန်တာနဲ့ လုံရတာပုံလို့ ဆန်းတာ တော့တော့အဆောင်မှုပြန်မတော့တော့ဘူး ဟုတ်ကဲ့ ။ဩဝါဒဆရာတော်တွေရောဗာလေအကုန်လုံးအစုထိုင်ပြီးတော့စကြင်ပြားခင်းပြီးတော့ပြင်ထားတယ် ရေမြေထားရင်တော့ကောင်းတယ်လေဖျားတော့ရေမြေတော့ကောင်းတော့ဖျားရေမြေတကယ်ဟိုဟာဖြစ်တယ်လေနော် ဟုတ်တယ် ဒါပဲဖြစ်ဖြစ် ဒီတော့ရင်းနေတယ်မှာ ရေမြေကျလေကောင်းတယ်ကဲကျေးဇူးဟုတ်